စစ်ကော်မရှင်ကပြုလုပ်တော့ရွေးကောက်ပွဲရလဒ်ကိုအာဆီယံကအသိမှတ်မပြုဘူးဆိုပြည်ထောင်စုအားလုံးမင်္ဂလာပါရှင်ဒီကနေ့တက်ဆက်ပြမယ့်သတင်းကတော့စစ်ကောင်စီကနေအခုလက်ရှိပြုလုပ်နေတဲ့ရွေးကောက်ပွဲရလဒ်တွေကိုအာဆီယံကနေပြီးအသိမှတ်မပြုဘူးဆိုလာခြင်းဖြစ်ပါတယ်အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အာဆီယံကနေပြီးလိလာသူများကိုမြန်မာနိုင်ငံတို့စေလိုချင်းမရှိသလိုရွေးကောက်ပွဲရလဒ်ကိုလည်းလက်မခံပါဘူးဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးကယနေ့ဇန်နဝါရီလ20ရက်နေ့တွင်ပြောကြားလာခဲ့ခြင်းဖြစ်ပါတယ်စစ်ကော်မရှင်ရွေးကောက်ပွဲကိုလိလာသူများဆေလွတ်ပေးရန်ပြီးခဲ့တဲ့နှစ်ကကွာလာလမ်ပူမြို့တွင်ကျင်းပသည့်အာဆီယံထိပ်သီးအစည်းအဝေးတွင်စစ်ကော်မရှင်ကိုယ်စားလှယ်ကတောင်းဆိုခဲ့တော်လဲအာဆီယံကပယ်ချခဲ့သည်ဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနကမိုဟာမက်ဟာဆန်ကမလေးရှားလွှတ်တော်တွင်ဆွေးနွေးရာတွင်ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။သို့သောအချို့သောအဖွဲ့ဝင်နိုင်ငံများသည်၎င်းတို့၏ကိုယ်ပိုင်သဘောထားဖြင့်လိလာသူစင်လို့ရန်ဆုံးဖြတ်ခဲ့ကြသည်ဟုလည်းမိုဟာမက်ဆန်ကဆိုပါတယ်။အာဆီယံအနေနဲ့လိလာသူတွေကိုစင်လို့မှာမဟုတ်ဘူးဟုကျွန်တော်တို့ပြောခဲ့ပြီးပါပြီ။ဒါကြောင့်လည်းကျွန်တော်တို့အနေနဲ့မြန်မာနဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုအတိပြုမှာမဟုတ်ပါဘူးဟုရွေးကောက်ပွဲနဲ့ပတ်သက်၍အာဆီယံနဲ့မလေးရှားတို့၏သဘောထားကိုမိုဟာမက်ဟာဆန်ကလွှတ်တော်တွင်ပြောဆိုခဲ့ပါတယ်။ရွေးကောက်ပွဲကိုအပိုင်းလိုက်ခွဲရေးကျင်းပခြင်းတို့မဟုတ်အချို့သောကိုယ်စားလှယ်တော်များကိုပိတ်ပင်ထားသည့်ကန့်သက်ချက်များအောက်တွင်ကျင်းပခြင်းမျိုးမဟုတ်ဘဲအားလုံးပါဝင်နိုင်ပြီးလွတ်လပ်သောပါဝင်ခွင့်ရှိသည့်အနေအထားမျိုးဖြစ်တာကျင်းပရမည်ဖြစ်ကြောင်းအာဆီယံအနေနဲ့ရှင်းလင်းစွာပြောပြထားပြီးဖြစ်ပါတယ်လို့မိုဟာမက်ဟာဆန်ကဆိုပါတယ်။2025ခုနှစ်ဒီဇင်ဘာလတွင်စစ်ကော်မရှင်ဦးဆောင်ပြုလုပ်သည့်ရွေးကောက်ပွဲသည်စစ်အုပ်ချုပ်ရေးကိုနိုင်ငံရေးကိုယ်စားလှယ်များမှတဆင့်တရားဝင်ဖြစ်စေရန်ကြိုးပမ်းသည့်အကွက်အစင်တစ်ခုအဖြစ်ကုလသမဂ္ဂနဲ့အနောက်နိုင်ငံအများပြားလူအခွင့်အရေးဖွဲ့များကဝေဖန်ခဲ့ကြတော့လဲထိုဆွဆွဲချက်များကိုစစ်ကော်မရှင်ကညှင်းဆိုထားပါတယ်။ပြီးခဲ့တဲ့ရွေးကောက်ပွဲအပိုင်း1နှစ်တွင်မဲပေးသူအရေးအတွက်နှဲပါခဲ့တော့လဲစစ်တပ်နှင့်မဟာမိတ်ဖြစ်သောကြံ့ခိုင်ရေးပါတီမှကိုယ်စားလှယ်လောင်းများဟာမဲအများစုဖြင့်အနိုင်ရရှိဦးဆောင်နေပါတယ်။ပြည်ထောင်စုအနေနဲ့ရောယခုလက်ရှိပြုလုပ်နေသောစစ်ကောင်စီ၏ရွေးကောက်ပွဲကိုညီတို့အမြင်များရှိကြတယ်လဲရှင်။ကွန်မန့်မှာရေးခဲ့ပေးလို့ရပါတယ်နော်။